ပြိုင်ပွဲဝင်အောင်ကျော်စိုးကတော့ဒိုင်တွေစီကအဆုံးဖြတ်ကိုနားထောင်ဖို့ပေါ့ပါပဲလမ်းလျှောက်လာတာတွေ့ရပါတယ်။ပိုင်တော့ကံမောတကယ်လို့မပိုင်လည်းကျွန်တော်ကျင်းနေပါတယ်ပြည့်စုံမင်းညဆူတိုင်းတချင်တော့ကျွန်တော်ညီတချင်စားရင်အဲ့ဒီတပုတ်ပဲရအောင်အဲ့ဒီတချင်ကိုပဲလွယ်ပေမဲ့ဒါမှကျွန်တော်ကအကျူစားဆုံးစုခံမင်္ဂလာပါမင်္ဂလာပါ ထိုင်ဖို့ ထိုင်ဖို့ဟုတ်တာပေါ့ဒီကျတော့ပုံစံတစ်မျိုးပါလားမနေ့ကနေလုံးဝတခြားစီဖြစ်သွားပြီဟုတ်ကဲ့ဒီနေ့ဘလို့လဲစိတ်ထဲမှာကျင်းနေပါလေဒီအဆင့်ရောက်ပါအဲ့ဒါဆိုဒီအဆင့်မှာပဲနေတော့မှာပေါ့ကံကောင်းရင်တော့အဆင့်ပြန်တက်မှာလို့မှကံကောင်းရင်လည်းကျင်းနေပါတယ်။ဒါပြောဆိုတော့ကျွန်တော်ပမာတရှင်တိတ်မဆိုတဲ့အတွက်မင်းညအကောင်းဆုံးဆူသွားတာကျင်းနေတယ်။တကယ်ကျင်းနေ။ဒါကိုယ့်ရဲ့အားနဲ့ချက်ကိုသိရဲဆိုတာဒါတော်တဲ့လူတစ်ယောက်ပဲနော်။အေးငါတို့ရှေ့စစ်နေတော့လည်းဒါကိုရွေးခဲ့တယ်ဆိုတာဒါ range တွေကျဲတယ် pitch တွေခိုင်းတယ်ဆိုတဲ့ပုံမှာနူးညံ့မှုရှိတယ်ဖြတ်တောင်လေးလှတယ်ဆိုပြီးမှရွေးခဲ့တာဒါရဲ့သေးတဲ့တောင် talent တော့မဟုတ်ဘူးပေါ့နော်ဒါမှစိုးအားရှိတယ်ပေါ့အဲ့ဒီလိုအပ်ချက်လေးကဒီစာသားမရတာနဲ့မြန်မာသချင်းနဲ့ထိတွေ့မှုမရှိဘူးဆိုတာပဲဒါပေမဲ့အဲ့ဒါလည်းဒါမြန်မာနိုင်ငံမှာနေတယ်ဆိုရင်မြန်မာလူမျိုးတယောက်အနေနဲ့ကဒီမြန်မာစာသားဆိုတာခက်ခဲတော့မဟုတ်ပါဘူးဒါပေမဲ့ကိုတကယ်ဖြစ်ရှင်တက်ရှင်တဲ့စိတ်ရှိတယ်ဆိုရင်သင်ယူရမယ်စူးစမ်းရမယ်လေ့လာရမှာပေါ့နော်စိတ်ပေါ်ပါရဲ့နော်နေချင်နေတဲ့မင်းလေးနာမရင်ဆိုင်မစိုးဆုံးဒုက္ခဆိုတာdon't you need it ချစ်သူလည်းကိုခိုင်စကားလို့ချင်နေတဲ့မင်းပြုံးလေးတစ်ခုပါဝဒနာမပြောင်းမစီခွဲပါရာရမင်းတွေပဲပေါ်ချစ်သူလိုအပ်တိုင်းပေါ်ကိုဟာနီဆုံးချေရတူပါအကောင်းဆုံးတော့စူးစမ်းခဲ့တယ်เนาะတို့လည်းတွေ့ခဲ့တယ်ဒါပေမဲ့အဲ့ချင်းလေးပြန်တော့ဒါဒီကိုလည်းပြောခဲ့ပါတယ်တိုင်မင်လေးတွေနည်းနည်းလေးစိတ်လှရှားပြီးတော့အဲ့လိုနည်းနည်းလောသွားတာစိတ်လောသွားတာလေးတွေတွေ့ရတယ်ချင်းတဲ့ဟာလေးအားလုံးကောင်းကောင်းပတ်သက်ရတယ်တချို့စာသားလေးကြလဲဒါအဲ့လိုပေါ့နော်ဒါမှအဲ့ဒီဟာလေးပြတ်ခဲသွားတာလေးပြုံးလေးအဲ့ဒါလေးဆိုလုံးလေးအဲ့လိုလေးဖြစ်သွားတာလေးတို့တွေကတွေ့ရတာပေါ့နော်ဒါရဲ့ decision time ပေါ့နော်ထုံးစံတိုင်းပဲအခုအောင်ကျော်စိုးအတွက်အရေးကြီးတဲ့အဆုံးဖြတ်ကိုချမ်းကပြောပါတော့မယ်မတို့ဒါအတွက်ဆုံးဖြတ်ချက်တစ်ခုချထားတယ်ဒါစူးစမ်းခဲ့တာမအောင်မြင်မှုဖြစ်သွားတဲ့ဒါရဲ့နောက်တစ်စိတ်ဘလို့မှအမားတို့ဒါကိုပါဝင်ဖို့အတွက်ရွေးချယ်နိုင်ခဲ့တယ်နော်အဲ့တော့ sorry ပါတာရဲ့နော်ဟုတ်ပြီနော်ကဲပါမတရားပါအောင်ကျော်စိုးကတော့တိတ်ထူးထူးခြားခြားခံစားရဖို့မပေါ်ပဲဒီအဖြေကိုပဲကြည်ကြည်နက်နက်ခံယူသွားပါတယ်အောင်ကျော်စိုးကတော့ဟိုရင်ရိုးထဲမှာကြံရှိနေသေးတဲ့တငယ်ချင်းတွေကိုနှုတ်ဆက်ပြီးအိမ်ပြန်ရတော့မဲ့တငယ်ချင်းတွေရှိရာခန်းစီကိုထွက်ခွာခဲ့ရပါပြီ